Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့မျက်စိကျန်းမာရေးဆောင်းပါးကိုပြောပြချင်ပါတယ်မျက်လုံးအတွက်လေ့ကျင့်ခန်းလုပ်ပေးပါဒီအကြောင်းအရာကို Hello ဆရာဝန်မှအချက်လက်များကိုစစ်ဆေးပြီးဖြစ်ပါတယ်မျက်လုံးအတွက်လေ့ကျင့်ခန်းလုပ်ပေးပါဆိုလို့ထူးဆန်းသွားသလားချွတ်သားတွေနဲ့ကျန်းမာရေးကောင်းမွန်စေမှုအတွက်လေ့ကျင့်ခန်းလုပ်ရမယ်ဆိုတာအားလုံးသိထားပြီးသားပါဒါဆိုအမြင်ကောင်းမွန်စေဖို့ကလေ့ကျင့်ခန်းလုပ်ဖို့လိုမလားမျက်လုံးကတော့ဘယ်လိုလေ့ကျင့်ခန်းလုပ်ရမလဲမျက်လုံးအတွက်လေ့ကျင့်ခန်းဆိုတာလည်းရှိမှမထင်ပါဘူးလို့တွေးနေပြီလားဒါဆိုရင်တော့ပြချင်တာကမျက်လုံးအတွက်လေ့ကျင့်ခန်းရှိပါတယ်မျက်လုံးလေ့ကျင့်ခန်းကအမြင်အာရုံကိုကောင်းမွန်စေပြီးအာရုံစူးစိုက်နိုင်စွမ်းကိုပိုကောင်းမွန်စေပါတယ်ဒါဆိုကိုယ်ကာယလေ့ကျင့်ခန်းတွေလိုဂျင်မှာသွားလေ့ကျင့်ရမှာလားဆိုတော့မဟုတ်ပါဘူးကိုယ်တိုင်အိမ်မှာထိုင်နေရင်းနဲ့တင်လှုပ်ဆောင်လို့ရပါတယ်မျက်လုံးကိုလေ့ကျင့်ခန်းလှုပ်ဆောင်ပေးတာကမျက်လုံးတွေညောင်းတာအစလို့အမျိုးမျိုးသောအမြင်အာရုံပြဿနာတွေကိုသက်သာစေနိုင်ပါတယ်။မျက်လုံးကျန်းမာစေဖို့လှုပ်ဆောင်ပေးရမယ့်လေ့ကျင့်ခန်းတွေကဘာတွေများဖြစ်မလဲ။မျက်လုံးကိုလက်ဖွားနဲ့အုပ်ပြီးတော့အပူပေးပါ။လက်ဖွားနှစ်ဖက်ကိုခပ်နွေးနွေးလေးဖြစ်အောင်ပုတ်ပြီးမျက်လုံးပေါ်မှာအောက်ထားတာကမျက်လုံးတစ်ဝိုက်ကကျွတ်သားတွေကိုပြေလျော့စေပြီးတော့မျက်လုံးရောင်းတာတွေကိုသက်သာစေနိုင်ပါတယ်။ဒီလိုအုပ်ထားချိန်မှာအပူချိန်လျှော့သွားတဲ့အထိမျက်လုံးလေးကိုအုပ်ထားရပါမယ်9မိနစ်ကြာအောင်ထားပြီးအသက်ကိုလည်းမမှန်ရှူနေဖို့လိုပါမယ်နံပါတ်1ချက်ကတော့မျက်တောင်ခတ်ပါဟုတ်ပါတယ်ကွန်ပျူတာတွေဖုန်းတွေကိုအချိန်ကြာကြည့်ပြီးချိန်မှာမျက်တောင်ကိုဖြည်းဖြည်းချင်းခတ်ပါဒီလိုလုပ်တာကမျက်လုံးခြောက်တာကိုသက်သာစေနိုင်ပါတယ်မျက်လုံးကျိန်းဆက်တာကိုလည်းသက်သာစေနိုင်ပါတယ်။ဒီလေ့ကျင့်ခန်းကိုလှုပ်ဆောင်ပေးတဲ့အခါမျက်လုံးကို20စက္ကန့်လောက်ပိတ်ထားပြီးမှပြန်ဖွင့်ပေးပါ။ပြီးရင်ပြန်ပိတ်ပါ။ဒီလိုမျိုး10ချိန်ကနေ15ချိန်လောက်လုပ်ပေးပါ။နောက်တစ်ချက်အနေနဲ့ pencil push up လို့ခေါ်တဲ့ခဲတောင်အသုံးပြုတာဖြစ်ပါတယ်။ pencil push up လုပ်တာကမျက်လုံးတွေကိုရွှေ့လျားကြည့်ရှုဖြစ်အောင်ထောက်ကူပြုပေးနိုင်ပါပါ။အနီးမုံတဲ့သူတွေအတွက်အထူးသင့်တော်ပါတယ်ခဲတံကိုအသုံးပြုကြတာများပေမဲ့ခဲတံမဟုတ်တဲ့အခြားအရာဝတ္ထုတစ်ခုခုကိုလည်းအသုံးပြုပေးလို့ရပါတယ်အဓိကကတော့အဲ့အရာဝတ္ထုတွေပေါ်မှာအာရုံစိုက်ထားဖို့ပါအရင်ဆုံးခဲတံကိုဖြည်းဖြည်းချင်းနာဖျားစီကိုရွှေ့ပါပြီးရင်လက်မောင်းတစ်ဆန့်စာကိုရွှေ့ပေးပါပြီးရင်နာဖျားရှိကိုပြန်ရွှေ့ပါဒီလိုမျိုးဝေးလိုက်နီးလိုက်လုပ်ပေးပါခဲတံပေါ်မှာအကြီးကိုထားဖို့တော့လိုပါမယ်9ချိန်ကနေ9ချိန်လောက်လုပ်ပေးပါနောက်တစ်ချက်အနေနဲ့ near and far focus လို့ခေါ်ပါတယ်မျက်လုံးကျသားတွေကိုပြေလျော့စေဖို့အာရုံစူးစိုက်မှုကောင်းမွန်စေဖို့အတွက်လှုပ်ဆောင်ပေးရတဲ့မျက်လုံးလေ့ကျင့်ခန်းပါလက်မကိုမျက်နှာနဲ့10လက်မအကွာမှာထားပါအဲ့လက်မအပေါ်ကို15စက္ကန့်အာရုံစိုက်ထားပါပြီးရင်ပေ20 6မီတာကိုစိုက်ကြည့်ပေးပါပြီးရင်15စက္ကန့်အာရုံစိုက်ထားပါဒီလိုမျိုး9ချိန်ကနေ9ချိန်လောက်လုပ်ပေးပါနောက်ဆုံးတစ်ချက်အနေနဲ့20-20-20 rule ဖြစ်ပါတယ်တခုခုပေါ်မှာအချိန်အကြာကြီးအာရုံစိုက်ထားရတာကမျက်လုံးကိုပင်ပန်းစေနိုင်ပါတယ်မျက်လုံးတွေကိုခြောက်တွေ့စေနိုင်ပါတယ်ဒါကြောင့်မျက်လုံးခြောက်တာမျက်လုံးညောင်းတာတွေမဖြစ်စေဖို့အတွက်မျက်လုံးကိုနားပေးရမယ်အချိန်20-20-20 rule ကိုအသုံးပြုပေးပါscreen time ဖုန်းကြည့်ချိန်ကွန်ပျူတာကြည့်ချိန်မိနစ်20ကြာတဲ့အခါပေ20အကွာကမြင်ကွင်းတစ်ခုခုကိုစက္ကန့်20ကြာအောင်ကြည့်ပေးရပါတယ်ဒီလိုလုပ်ပေးတာကအမြင်အာရုံကိုကောင်းမွန်စေပြီးမျက်လုံးကျသားတွေကိုပြေလျော့နိုင်မှာပါဒီဆောင်ပါလေးကအထောက်အကူဖြစ်မယ်လို့မျှော်လင့်ပါတယ်ကဲအားလုံးပဲမျက်လုံးကျန်းမာစေဖို့လေ့ကျင့်ခန်းလေးတွေပုံမှန်လုပ်ပေးကြအောင်နော်